မင်္ဂလာပါဗျမြန်မာ Nation Voice ရဲ့နိုင်ငံရေးစကားလက်ဆုံးစီစဉ်ပြန်လဲကြိုဆိုပါရဗျဒီတစ်ပတ်မှာတော့ကျွန်တော်တို့88ကျောင်းသားခေါင်းဆောင်ကိုညိုထွန်းတဲ့စကားလက်ဆုံးကြမယ်ဗျာအဓိကတော့ဘာကြကြလဲဆိုတော့ကျွန်တော်ပြီးရတဲ့ဘက်ကကြော်ညာလေးဝင်ခဲ့သလိုလေကျွန်တော်မြန်မာ Nation Voice ရဲ့အစီအစဉ်အသစ်ကလေးတစ်ခုပေါ့နော်ရုပ်ောက်ပဲနေလာတဲ့ခါမှာကျွန်တော်တို့ဒီတော်တော်ကိုယ်စားလှယ်လောင်းနေပေါ့နိုင်ငံရေးပါတီမျိုးစုံတို့သတိပုဂ္ဂလတွေကသူတို့တွေရဲ့ယူဆတွေသူတို့ရဲ့နိုင်ငံပေါ်မှာထားတဲ့ဘော်ဒါတွေပြီးတော့သူတို့ရဲ့ manifesto ခေါ်လာပါခေါ်လဲသူတို့ရဲ့ဒီရွေးကောက်ပွဲဝင်မဲ့ပါတီသူတို့တူးချင်းရဲ့ကြီးညာချက်တွေပေါ့နော်သူတို့ရဲ့မူဝါဒတွေပေါ့အားလေးတွေကိုကျွန်တော်တို့တွေးဆုံပြီးတော့ဟိုပါပေါ့နော်ဟို interview တော့မဟုတ်ဘူးဗျာစကားလေးပြောချင်တယ်အမေရိကန်မှာဆိုတော့သူတို့အမေရိကန်သမ္မတ2ယောက်ကဒါပြည်သူကဓာတ်ရိုက်ရွေးချယ်တာဖြစ်တဲ့အတွက်အမေရိကန်ရဲ့သမ္မတလောင်း2ယောက်ကဲ debate ကိုတော့နာမည်ကြီးဒီ media ကြီးကနေတင်ဆက်ကြတာပေါ့ဗျာကျွန်တော်တို့ကကျတော့ဒီမှာလူတို့ကသမ္မတကိုဓာတ်ရိုက်ရွေးချယ်တာမဟုတ်တဲ့ခါမှာကျွန်တော်တို့ကကိုယ်စားလှယ်လောင်းတွေကိုကြတော့ပြည်သူကရွေးချယ်တာဖြစ်တဲ့အတွက်ပြည်သူတွေကဒီကိုယ်စားလှယ်လောင်းတွေဟာကျွန်တော်တို့နိုင်ငံပေါ်မှာဘာတွေလုပ်ပြီးမှလဲဘလို့ပြည့်ပြောင်းလုပ်မှဘလို့ပေါ့ဗျာကျိုးချလုပ်မလဲဆိုတဲ့ policy မှာကျွန်တော်တို့ကဒီကွန်ဂျိုဒွန်ကြီးနဲ့ debate လုပ်ပေးဖို့အစီအစဉ်တွေလုပ်ထားတယ်အဲ့ဒီရဲ့ခေါင်းစဉ်တွေလည်းပေးထားတယ်ကျွန်တော်ဒါထုံးစံတိုင်းပေါ့နော်ကျွန်တော်မြန်မာ Nation Voice ရဲ့မူတိုင်းပဲနိုင်ငံအရေးမဲပေးကြစို့ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာတွားမယ် debate တွေလည်းပြောမယ်ကျွန်တော်လည်းပြောတဲ့အစီအစဉ်ပြောမယ်ကိုညိုတွင်း88ဒါចောင်းသားခေါင်းဆောင်ဖြစ်တဲ့အတွက်ဘာပဲပြောတမိုင်းစင်လာရှိတယ်နိုင်ငံရေးတွေ့ကြုံရှိတယ်ဟိုနိုင်ငံရေးတွေ့ကြုံဆိုတာလေကျွန်တော်တို့ထောင်ကြဘူးတော့တခုတည်းကိုပြောတာမဟုတ်ပါဘူးเนาะဒါသူ့ရဲ့တမိုင်းအစင်လာသူနိုင်ငံရေးလေ့လာမှုတွေဖြတ်သန်းမှုတွေပေါ့တမိုင်းစင်လာရှိတဲ့ပုံကိုတယောက်နဲ့လာမဲ့ဒီရွေးကောက်ပွဲမှာပြည်သူတွေအတွက်လုပ်ကြမဲ့နိုင်ငံရေးဓမားတွေလူငယ်တွေပေါ့เนาะမျိုးဆက်သစ်တွေကိုကျွန်တော်တို့ကဟိုတင်လေဒီဘိတ်ဆိုတာကြောက်ချမှာမဟုတ်ဘူးပြည်သူတွေအတွက်အကျိုးရှိရရှိကြောင်းမေးခွန်းလေးတွေမေးပေးမယ်ပြီးတော့တွန်းပို့ပေးမယ်ကြောက်ချမှာမဟုတ်ပါဘူးလွတ်တော်တွေကိုတွန်းပို့ပေးချင်တာပါကျွန်တော်တို့ရွေချက်ကတော့အဲ့ဒီရွေချက်နဲ့အဲ့ဒီစီစဉ်လေးတစ်ခုတော့လုပ်ထားတယ်ခုလောလောဆယ်ကတော့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လောလောဆယ်ခုနပြောတဲ့ကျွန်တော်ပြောတဲ့ခေါင်းစဉ်အသစ်ကလေးဖြစ်တဲ့နိုင်ငံရေးမေးပေးကြစို့ဆိုတဲ့အစီအစဉ်လေးကိုမသွားခင်မှာဒါတော့အဲ့ချိန်ကျ debate တွေပါသွားမှာပေါ့နော်မသွားခင်မှာကွန်ဂျိုရိုင်းနဲ့ကျွန်တော်လည်းဘာလေးကိုလေစကားလက်ဆောင်ကြကြင်လာလဲဆိုတော့ခုအများစုကသုံးသပ်နေတာရွေးကောက်ပွဲကြီးရက်80လောက်ပဲလိုတော့တယ်ရွေးကောက်ပွဲကတိုင်းပြည်ရဲ့ထွက်ပေါက်စစ်တပ်ကထွက်ပေါက်တပ်မတော်ရဲ့ထွက်ပေါက်ပြည်သူရဲ့ထွက်ပေါက်နိုင်ငံထွက်ပေါက်လည်းပြောကြတယ်ပြီးတော့နောက်ပြီးတော့တချို့နိုင်ငံရေးသမားတွေကလည်းနိုင်ငံအနာဂတ်ရေးကြီးတယ်ပေါ့ဒီလိုလည်းပြောကြဘယ်လိုပဲပြောကျွန်တော်တို့မြင်တာကတော့ရွေးကောက်ပွဲဒီဒီဘာခေါ်မလဲတွေးတန်ယူမရှိဘဲနဲ့အပုံးရှာထိခိုက်အနည်းဆုံးနဲ့နိုင်ငံမှာအသွင်ကူးပြောင်းလေးတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်ထားတဲ့ခါမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဖြစ်ပေါ်လာခင်တိတ်သမိုင်းကာလဖြစ်ရသည်ပေါ့နော်ဒီຢာလေးမှာဒါကတော့ pre ရွေးကောက်ပွဲခေါ်ပေါ့နော်ဒါရွေးကောက်ပွဲကာလ3ခုရှိတာဟိုရွေးကောက်ပွဲမတိုင်ခင်ကာလရွေးကောက်ပွဲနေ့ပြီးတော့မှရွေးကောက်ပွဲအလွန်ဆိုပြီးရွေးကောက်ပွဲပြီးတဲ့ကာလနေပြီးတော့နောက်ဆိုးကတက်တဲ့တီပေါ့နော်ဆိုးကဖွဲ့တဲ့တီဒါတကန်တာ3ရက်မှာကျွန်တော်ရွေးကောက်ပွဲမတိုင်ခင်ပေါ့ကာလလေးတွေမှာရွေးကောက်ပွဲမတိုင်ခင်ကာလဆိုတဲ့အတွက်အတိတ်သမိုင်းတွေပါသွားတာပေါ့ဗျာအဲ့ဟာလေးနဲ့သင်ခန်းစာယူစရာလေးတွေဆွေးနွေးစရာလေးတွေပြည်သူလူထုနဲ့ရွေးကောက်ပွဲခုဝင်ကြမယ် debate မလုပ်ခင်မှာအမတ်လောင်းတွေဘာခေါ်အမတ်လောင်းပဲပြောမှာနော်ကိုယ်စားလှယ်လောင်းတွေလည်းတိတဲ့တာလေးတွေသိအောင်တိုင်းပြည်ကျိုးပို့ပြီးဆောင်နိုင်ရန်အတွက်ကျွန်တော်နဲ့ကိုညိုရင်းနဲ့ဒီစကားလက်စုံလေးကြားချင်တာပါကျွန်တော်လည်းနိုင်ငံရေးကျင်းသားဟောင်းဖြစ်ခဲ့ဘူးတဲ့ခါမှာတချို့ဟာလေးတွေဟိုကိုညိုရင်းတော့ဟိုလင်းလို့ခေါ်လေ theory ဘိုင်းမကျွမ်းကျင်ပေမဲ့ကျွန်တော်သိတဲ့ဘူးသွားလေးနဲ့အင်ဂျင်ပြီးတော့ကျွန်တော်တို့တွေပြည်သက်ကိုပြည်သူမြန်မာ Nation Voice ပြည်သက်ယူတင်ပြခြင်းလေဗျာအဲ့အတွက်ဆွေးနွေးမှာပါအဲ့တော့ကိုညိုရင်းပထမဆုံးဒီရွေးကောက်ပွဲပေါ်သဘောထားလေးကိုအရင်စပြီးသုံးသပ်ပေးပါအောင်ဗျာကျွန်တော်ထုံးစံအတိုင်းပုလင်းလေးပြက်တတ်ပြက်တတ်တဲ့ဇိတ်တဘာဝရှိတယ်ပေါ့လေပြောပါဒီရွေးကောက်ပွဲကထွက်ပေါက်ဆိုပြီးတယ်လို့မှန်ပါတယ်သို့တော့တစ်နတ်ဆက်ကရထွက်ပေါက်ဖြစ်တယ်နှစ်နိုင်ပြည်ပနိုင်ငံအင်အားကြီးနိုင်ငံတွေကထောက်ခံနေတယ်သုံးပြည်သူရဲ့ထွက်ပေါက်ကလည်းပဲအကြမ်းဖက်တဲ့နီးနဲ့ဆိုရင်တော့ဒီထွက်ပေါက်ပဲရှိပါတယ်အဲ့ဒီကြတော့ခါရွေးကောက်ပွဲနဲ့ပတ်သက်လို့တမိုင်းကြောင့်ပြောရင်ဟိုမဆလာခစ်ကရွေးကောက်ပွဲတွေတော့ထားပေါ့ဗျာအခုအများစုခေါ်နေတဲ့2008နာဂစ်ဥပဒေကျွန်တော်လည်းမပြီးခဲ့ဘူးမဲပေးဖို့လည်းပို့ရင်းပြလို့ချင်းအဲ့ဒီတော့ကလိုက်ပြီးတော့ပြောခဲ့တယ်
အဲ့ဒီမှာ96လောက်99တက်တမရခိုင်လို့လည်းမသိဘူးအဲ့နိုးဘုတ်တွေကတက်သွားတယ်အဲ့ကြတော့ရုပ်ပွဲဟာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ပိုင်းတည်းဟုတ်တယ်နှစကအစိုးရရဲ့ထွက်ပေါက်ကြီးဖြစ်တယ်နိုင်ငံတကာကလည်းထောက်ခံနေတဲ့အခါကြတော့ဒီရုပ်ပွဲကိုနိုးဘုတ်ဆိုတာထက်နည်းနည်းလေးပေါ့လေစိတ်ဝင်စားခြင်းနဲ့စိတ်ဝင်စားစေခြင်းနဲ့ဗျဒီရုပ်ပွဲရဲ့ဥပဒေအရာသူတို့ကြိုက်တဲ့ပါတီကတမဲပဲရနှစ်မဲပဲရနိုင်သွားမှာအဲ့ကြတော့ဟိုစိတ်ဝင်စားမှုတွေတော့ပြုတ်ပြကြပါဒီနေရာမှာတခုတော့ရှိတယ်ဗျကျွန်တော်နိုင်ငံရေးတမိုင်းကြောင်းမိုင်းထောင်ကြီးခရီးကိုခြေတလန်းနဲ့စတယ်ဘယ်ရစစညာဆဆသို့တော့ဘယ်လက်လိုက်ညာလှမ်းလိုက်လောကမှာခရီးဆိုတာရောက်မှာပါ ပန်းနဲ့ရောက်ဖို့အဓိက ဟုတ်တယ်ပန်းနဲ့ရောက်ဖို့အဓိကပါခင်ဗျအဲ့ကြတော့ကျွန်တော်ပြောချင်တာကတော့ဘယ်နဲ့ပဲလှမ်းတဲ့လူတွေကိုဖြစ်စေညာနဲ့ပဲလှမ်းတဲ့လူတွေကိုဖြစ်စေတယောက်နဲ့တယောက်တော့နားလည်မှုရှိဖို့လိုပါတယ်ဒါနဲ့ကြောင့်နဲ့ဟိုဘယ်လိုခေါ်မလဲမညီနိုင်ရတဲ့ညီနိုင်မှုမျိုးမဆွေးနွေးရတဲ့သဘောတူညီချက်မျိုးတွေတော့ရှိဖို့လိုပါတယ်ဟုတ် အဲ့ပေါ့ရွေးကောက်ပွဲကတော့ yes ပေါင်းနဲ့80ပဲလူတော့တယ်ဆိုတော့ဟိုတစ်ပတ်ကကြည့်တော့လဲဟိုဒီလွန်ခဲ့တဲ့9နှစ်က mandate တွေကလည်းဟိုနေနေ90ရွေးကောက်ရက်လက်လဲဟို90ရွေးကောက်ပွဲကြီးလေကိုညိုတော့မှီခဲ့တဲ့ခါကျတော့သူက mandate ကတော့နောက်ရွေးကောက်ပွဲအစ်စ်ပေါ်လာတဲ့ချိန်မှာလုံးဝပြက်ပြယ်သွားတာဘူးအဲ့တော့သူတို့ဘက်ကကြည့်တော့လေဒီကျွန်တော်ပြော NUG ဘက်ကိုပြောတာပါသူတို့လည်းသူတို့ mandate တွေလို့ခံယူထားတဲ့ခါမှာသူတို့ကတက်နေတော့ဒီရွေးကောက်ပွဲကိုလက်မခံဘူးဖြတ်မယ်ပေါ့နော်ရအောင်ဖြတ်မယ်ပေါ့ဖြတ်မယ်ဆိုတော့သူတို့ကတော့ဟိုလက်လက်ကင်တော်လိုင်းလေးလန်းနေပေါ့နော် PDF တွေအနေနဲ့ဖြတ်ကြမယ်လို့လည်းကြီးပဲရသလောက်လည်းဖြတ်မယ်ပေါ့မဖြတ်နိုင်ရင်လည်းသူတို့ဒီမန်ဒိတ်ဘောကရွေးကောက်ပွဲအစ်စ်ပေါ်လာတယ်သူတို့ပြီးသွားပြီအကုန်ဆုံးသွားတဲ့ခါမှာအဲ့တော့သူတို့လက်လန်းမိတယ်လို့ဟိုပြည်သူတွေကလည်းမဲမပေးရအောင်ပေါ့ဗျာဟိုမှာကိုယ်စလေလောင်းနေဆိုလဲမျက်နှာထွန်းပြရရအောင်ဟိုလုံးချန်နိုင်တာပေါ့အချမ်းဖက်နဲ့ခံရနိုင်တဲ့ခါမှာပြည်သူလူတုံလုံးချောက်ချားမှုကြီးဖြစ်သွားနိုင်တယ်အဲ့ဒီအနောက်ဆက်ကြီးတွေလုံးမဲ့အပေါ်မှာရောဟိုကျွန်တော်88ကိုမှီခဲ့တဲ့ဒါပါပဲတော်လန်ရေးတွေဟိုနိုင်ငံရေးတမိုင်းမှာဖြတ်တန်းလာခဲ့တဲ့နိုင်ငံရေးနမတယောက်အနေနဲ့ဘယ်လိုသုံးသပ်ပြီးဦးမလဲအဲ့ဒါတော့ကျွန်တော်အရှိမပြောတော့ပါဘူးအနှစ်ချုပ်ပြီးတော့ပဲပြောပြပါမယ်တခုရှိတယ်တော်လန်ရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်လောက်ကြတဲ့အခါသူတို့ပြင်တော်လန်ရေးပေါ့လေကျွန်တော်ကတုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီးမော်စီတုံးအပြောအရာခေတ်သစ်စစ်ပွဲတွေမှာနိပညာတာမသာလျင်အောင်မြင်နိုင်မယ်လို့မော်စီတုံးကပြောခဲ့တယ်အဲ့ဆိုတော်နှစ်ပေါင်းတော်ကြာခဲ့ပြီပဲနော်ကြာခဲ့ပြီခင်ဗျအဲ့ဒီတော့ကလေးကပြောခဲ့တာဟုတ်တယ်ခင်ဗျဩအခုကမ္ဘာပေါ်မှာရှိတဲ့စစ်ပွဲတွေပဲကြည်ပါနိပညာတာတဲ့နိုင်ငံကပဲနိုင်နေတာပါအဲ့ဒီတွေကျွန်တော်တော့နောက်တစ်ချက်ထပ်ပြီးတော့ပြောချင်တာကတော့ကျွန်တော်ကမဟာမိုင်းဝါဒီပါခင်ဗျစိုက်တစ်ကိုတော်မိုင်းကိုကျွန်တော်ရဲ့ဘုရားသခင်လိုမျိုးဒုတိယဘုရားလိုမျိုးကိုးကွယ်တာပါအဲ့ဆိုငញ្ញဝါဒီလို့ပြောလို့ရတာပေါ့စိုက်မိုင်းရဲ့မိုင်းဝါဒီရဲ့သဘောကညီညွတ်ရေးငြိမ်းချမ်းရေးဒီမိုကရေစီရေးဟောအဲ့ဒီတော့ကဒီမိုကရေစီရေးပါတယ်နော်ပါတယ်ခင်ဗျအဲ့ဒါအခုမှလာပြီးတော့ Federal Democracy တို့ဘာလို့ order ဆိုတာကတော့ဘယ်သူက order လဲတော့စ order လဲတော့ကျွန်တော်လည်းမသိတော့ဘူးဒီမိုကရေစီရရင် Federal အောင်မြင်ပဲဗျကျွန်တော်လည်းအဲ့လိုတော့ကြားဘူးတဲ့ Federal တီးဆိုင်ကြီးတောင်းဆိုနေကြမလို့ဘူးမလို့ဘူးခင်ဗျဟုတ်ပါတယ်ခင်ဗျနောက်တစ်ခါကျွန်တော်တို့နာမည်ကြီးစဖတ်ဖို့တဲ့လူတွေသိပါတယ်ကလေးတငယ်လေးလည်းသိပါတယ်ဘုံမှုချုပ်ဟောင်းဦးကျော်စောရဲ့စကားကဒီဆရာကြီးမဲ့ငင်းချင်ကြီးကိုရဲ့မှာဘုံမှုချုပ်ကျော်စောကပါခဲ့တော့ဦးကျော်စောရဲ့စကားကတစ်ဖက်နဲ့အပြုတ်မတိုက်နိုင်ရင်စပယ်ပေါ်မှာဆွေးနွေးကြပါအဲကြောင့်ကျွန်တော်မဟာမိုင်းဝါဒီပါညီညွတ်ရေးငြိမ်းချမ်းရေးဒီမိုကရေစီရေးပါခင်ဗျအဲကြတော့အခုလာမယ့်ရွေးကောက်ပွဲအပေါ်မှာလည်းပဲနှစ်ဦးနှစ်ဖက်ပေါ့လေပါဝါရှိသူတွေပုပ်ပုလင်းပြောတော့ကျွန်တော်ဒေပြောတော့ကောင်ရှိရခေါင်းဆောင်မပီသားခဲ့လို့ပြည်သူစစ်ကြီးဖြစ်နေတာဘယ်ပြည်သူမှပြည်သူစစ်မဖြစ်ချင်ဘူးမဖြစ်စေချင်ဘူးဟုတ်တယ်မဖြစ်စေချင်ဘူးခက်ရရင်ပြောရတယ်
ခေါင်းဆောင်တွေအသုံးကြလို့ကဲတဲ့ပြောမယ်ကြောက်ကထပ်ပြီးတော့ကျွန်တော်ကကိုအောင်ဆန်းတို့ကိုတန်းထွန်းတို့စိုးတန်းဆန်းပေါ့ဗျာတခင်စိုးတခင်တန်းထွန်းတခင်အောင်ဆန်းတို့ဗါလေတဏ္ဍတာဟာရနိုင်ငံသားလွတ်လပ်ရေးသာယူခဲ့မယ်ဆိုရင်ပြည်သူစစ်ကြီးကဖြစ်မလာနိုင်ဘူးကျွန်တော်ကမှန်ချက်ပေါ့လေကျွန်တော်တင်မချက်အခုလုံးဝလွတ်လပ်ရေးလုံးဝလွတ်လပ်ရေးလုံးဝလွတ်လပ်ရေးဆိုတော့လုံးဝပြည်သူစစ်ကြီးဖြစ်သွားပါဗျာ ဟာလုံးဝဒါလည်းစဉ်းစားမယ်အချက်လည်းဖြစ်ပါတယ်ကျွန်တော်တို့လည်းဟိုနိုင်ငံရေးနားမလည်ခင်ကတော့ဒါဘာပဲပြောလုံးဝလွတ်လပ်ရေးဆိုတာကြီးကတော့မိုက်တယ်ပေါ့နော်တိတ်ကြတာပေါ့တခြားတနာစကားနိုင်ငံဥမာအော်ဇီတို့ဘာလို့ပဲထက်ကြည့်လိုက်ရင်အိန္ဒိယကြည့်လေနေရူအင်မတန်တိုးတက်ကုန်ပြီနေရူတနာစကားရယူတာအင်္ဂလန်ကိုချိန်ပြီးသွားလို့ရတယ်နိုင်ငံသားတွေကကျွန်တော်တို့တွေတော့ဒါကပြန်သုံးသက်ချက်ပေါ့ဗျာကျွန်တော်ပြန်သုံးသက်ချက်ဒါပေမဲ့ရှေ့ကအမျိုးသားခေါင်းဆောင်တွေကိုမားရလို့လည်းမပြောချင်ဘူးဝေဖန်ချက်ကလေးပပလိပေါ့ဗျာအေးပေါ့ဒါပေမဲ့မားလည်းလူလည်းပြောရမှာပေါ့ဩဒါပါကျွန်တော်ရည်စရာပြောတာပါဒါပဲပြောဟိုတမိုင်းဟိုဒီမှာနိုင်ငံရေးဆိုတာတမိုင်းကိုတော့မေ့ထားလို့မရဘူးတမိုင်းနားမလည်လို့လည်းမဖြစ်ဘူးတမိုင်းမသိပဲနိုင်ငံရေးဝင်လို့လည်းမဖြစ်ဘူးတမိုင်းကကမ္ဘာတမိုင်းမြန်မာတမိုင်းအကုန်ပြောတော့ဗျာကိုယ်နိုင်ငံမှာတီဆောက်မဲ့နိုင်ငံရေးသမားတွေနဲ့တော့ကိုယ်နိုင်ငံရဲ့တမိုင်းကိုတော့ဖြစ်တည်မှုတော့သိထားဖို့တော့လိုတာပေါ့နော်ဒါရေးကြည့်တာပေါ့အဲ့ဒါလေးအတွက်အဲ့တမိုင်းသိစီရင်တော့ကျွန်တော်ဒီဘက်ကလူငယ်သိအောင်ကွန်ဂျိုတုံကြီးတို့ရှင်းပြီးနောက်ပြီးနိုင်ငံရေးသမားကြီးတွေကိုကျွန်တော်လေးဟိုမချောဝါးခင်လေပြောခိုင်းတာပါဟုတ်ပါဘူးအတက်တွေကကြီးရပြီဆိုတော့အဲ့ဒီလိုပါအဲ့ဒီမှာဟိုတခင်ကိုလိုစိတ်တခင်ကိုလိုမန်းလေဘာပဲပြောကျွန်တော်သိထားတာတကယ်ငြိမ်းချမ်းရေးဝါဒီပဲပေါ့နော်ငြိမ်းချမ်းရေးကိုလိုချင်တာအဲ့ဒီမှာဟိုဟာလေနိုင်ငံရေးသမားတွေကဟိုလည်းပြောတယ်ဒေါက်တာတန်းထွန်းလည်းပြောခဲ့ဦးတယ်တမိုင်းမအောင်တမိုင်းသိဖို့လိုတယ်ဆိုသလိုနိုင်ငံရေးသမားတွေကစာဖတ်ဖို့လိုမယ်နော်စာဖတ်လို့မယ်ဆိုတော့ဟိုဟာလေးဆိုဟိုဟာလေးပြောပါလေကိုညွှန်ကြီးပြောခဲ့ဦးလားတကင်ဆိုကစာကြီးရဲ့အတွက်ဆိုမှခေါင်းစားစာကြီးဝင်သွားတယ်ဆိုတဲ့ဟာနဲ့ပတ်သက်လို့လူငယ်တွေဘူးတူတာရအောင်ပြောပေးဟောအဲ့ဒါဒီလိုဗျရန်လိုက်တာတော့မဟုတ်ဘူးဆရာကြည့်တကုံတရားဒါပေမဲ့လို့ကြပြဆရာစိန်ငိမ့်ဦးကဆရာကြီးလို့ခေါ်လိုက်တဲ့အချိန်မှာဆရာတကုံတရားကဘာပြောလဲဆိုတော့ကျွန်တော်ဆရာကြီးလို့မခေါ်ပါနဲ့တဲ့ဗမာပြည်မှာဆရာကြီးတယောက်ပဲရှိပါတယ်တဲ့အဲ့ဒါကဆရာကြီးတခင်ကိုတော့မှိုက်ပါတဲ့အဲ့မှာကျွန်တော်ဆိုလိုချင်တာကဆရာတကုံတရားရဲ့ဗါတဲ့စာအုပ်ထဲမှာတခင်တန်းထွန်းကရန်ကုန်တက္ကသိုလ်စာကြည့်လိုက်ပေါ်ကဆင်းလာတဲ့အချိန်မှာတခင်အောင်ဆန်းကဒီစာကြည့်လိုက်ပေါ်ကိုတက်သွားတယ်တဲ့အဲ့ဒါဆရာတကုံတရားရဲ့ရွတ်ပုံတော်ထဲမှာပါတယ်ဗျဟုတ်ကဲ့ဟိုစာမျက်နှာတော့ကျွန်တော်မှတ်မိဘူးဆိုလိုချင်တာကကျွန်တော်တို့ကနိုင်ငံရေးလုပ်မယ်ဆိုရင်တော်လိုင်းလုပ်မယ်ဆိုရင်ပကံခိတိနားလေစာမလိုဘူးအေဝခေအထူးသဖြင့်ဟိုလက်ချက်ကိုလိုနီလွတ်မြောက်ရေးခေတ်ကိုတမိုင်းကြည့်အောင်လုပ်ဖို့တော့လိုတယ်လို့တော့အခုခေတ်တဲ့လူငယ်တွေကိုတော့ကျွန်တော်ဗာပြကြွလဲဆိုတော့ဒီအေယာကွန်ကန်တွေကနေပြီးတော့ဒေါ်လာစားနေတဲ့လူတွေထက်ကျွန်တော်ကခေတ်တဲ့လူငယ်တွေစွန့်လွတ်နေတာခံမှုကိုကျွန်တော်လေးစားတယ်ဗျမှန်ပါလေဟုတ်တို့မှာဟိုကျွန်တော်တို့ချို့အရာတွေမှာလေကျွန်တော်တို့လည်းအများအားပြောဥပါတယ်လူငယ်တွေမှားခွင့်ရှိတယ်ဘာလူငယ်ကိုမှားတတ်တာကျွန်တော်လည်းလူငယ်ဘဝမှားခဲ့ချဘူးတာပေါ့လေဒါပေမဲ့လူကြီးတွေကျတော့မမှားသင့်တော့ဘူးပေါ့နော်မမှားသင့်တော့လူငယ်မှားတာခွင့်လို့ရပြီလူကြီးမှားတာကျခွင့်လို့မရဘူးဆိုတော့အခုလူငယ်တွေလမ်းမှာရောက်အောင်တွန်းပို့ခဲ့တဲ့အဲမှာဟိုဘာပဲကိုညိုရလဲတဲ့ပဲပြောတတ်တယ်ဆိုလို့ကျွန်တော်တဲ့ပဲမေးရမယ်88ကျောင်းသားခေါင်းဆောင်ဟောင်းတွေထဲကျောင်းသားခေါင်းဆောင်တွေထဲမှာလည်းပေါ့နော်လူငယ်တွေကိုလမ်းမှာတွန်းပို့ခဲ့တယ်လို့ကျွန်တော်တို့ယူဆတဲ့လူတွေရှိတယ်အဲ့အတွက်ဆိုရင်ရောဘာပြောမလဲအဲ့ဒါပြဿနာဗျခင်ဗျာကျွန်တော်ကြောက်ကြတဲ့မိကိုကြောက်တယ်ကိုချရတာမဟုတ်ကျွန်တော်ကကြောက်တဲ့တစ်ခါလဲတွန်းပို့လိုက်တာဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောတာလူငယ်တွေကိုသိစေချင်တာပါနာဂက်လူငယ်တွေသူတို့ကိုပြစ်တင်နေတာမဟုတ်ဘူးလူကြီးတွေကိုပြစ်တင်နေတာတော့မဟုတ်ဘူးဥပမာဆိုပါစို့ကျွန်တော်တို့88တော့ဟာတော်ရီခိုကြတယ် ABS တဲ့ပစုဖြစ်သွားတယ်ကနေကန်တွန်းလဲလောက်ကြတယ်ဟိုခိုင်ရှင်းပြောရင်မအောင်မြင်ခဲ့ဘူးဟုတ်တယ်အခုလည်းပဲလူငယ်တွေကအဲ့ဒီမှာတခုရှိတယ်ဗျ88တုန်းကကျွန်တော်သိချရတဲ့မောင်မောင်ကျော်တို့အုပ်စုဆိုရင်ကိုမောင်မောင်ကျော်အုပ်စုဆိုရင်ရဲဘော်3ချက်အင်မက်သွားတယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးမအောင်မြင်ခဲ့ဘူးဒီခေတ်ကလေးတွေကတော့ IT အရန်ကျွမ်းတယ်အရန်ကျွမ်းတယ်အင်္ဂလိပ်စာကျွမ်းတယ်
အောင်မြင်မယ်လို့ထင်တယ်ယုံကြည်ချက်နဲ့လုပ်ကြတယ်တခုရှိတာကဝတ်ထဲလုပ်ထားတဲ့အဖွဲ့အစည်းမဟုတ်ဘူးနောက်တစ်ခါခိုင်ရှင်းပြောရရင်သူတလူငါတမင်းဟိုဘက်ကမြို့နယ်မှာတစ်ဖွဲ့ဒီဘက်ကမြို့နယ်မှာတစ်ဖွဲ့ဟာသွားပြီကျွန်တော်စိတ်မကောင်းဘူးကလေးတွေကိုလေးစားပြီးမယ်လို့ယူသေးပြီမယ်လို့ကျွန်တော်စိတ်မကောင်းဟာဘလို့မအောင်နိုင်ဘူးအဲ့ဒီမှာပြဿနာကကျွန်တော်တဲ့ပြောမယ်NUG လုံးဝဥမဆောင်နိုင်ဘူးကလေးတွေပဲအသေးခံနေရတာ ဟုတ်တယ် အဲ့ကြတော့ဒေါ်လာတွေစားတဲ့ NUG နေတဲ့ကကလေးတွေကိုဥဆောင်နိုင်အောင်စူးစမ်းပေးနိုင်တိတ်ကောင်းတခါခက်ပြက်ပြောရရင် NUG ထဲမှာနိုင်ငံရေးနားလေတဲ့လူဘယ်နှယောက်ရှိလဲကျွန်တော်ခက်ပြက်မေးပြီနော်ဆရာဝန်ပညာတတ်တဲ့လူပါရင်ပါမယ်ကြပြာရည်တတ်တဲ့လူပါရင်ပါမယ်အဲ့ဒီမှာနောက်တစ်ချက်ကစီဒမ်လုပ်တဲ့ကိစ္စတစ်ကျမကြီးပညာရေးလုံးဝကိုမလုပ်တဲ့ သူကပြည်သူပဲထိခဲ့သွားတယ်လေ ပြည်သူပဲတိခဲ့သွားတယ်လေကလေးတွေပညာရေးဆုံးရှုံးတယ်အသိဉာဏ်ဆုံးရှုံးတယ်ဥပမာဝါရှင်တန်တို့အမေရိကန်ကိုလွတ်လပ်ရေးစရပြီဝါရှင်တန်ရဲ့မူကပညာရေးကိုလုံးဝကိုစောင့်တင်တာသူပတ်စံတော့ချီးပြီးတော့သုံးတာတို့ဘာလို့ညာတို့နောက်ဟိုတမတာတယောက်ရှိသေးတယ်ဗျကျွန်တော်ချက်ချင်းနာမည်မေးတော့သူတို့ပတ်စံမှာပညာရေးကိုထုတ်သုံးတာပညာရေးကိုရိုက်ချိုးပြလိုက်တယ်ကျက်ပါရေးရိုက်ချိုးပြလိုက်တော့တတိယလိုက်မှာကိုပြည့် ပြည်သူတွေပဲထိ ပြည်သူတွေထိခိုက်တယ်အဲ့ဒီကြတော့ဟာလို့သွားပြီနိုင်ငံရေးကိုတကယ်နားမလဲကြပါလားနားမလဲပဲလှုပ်တော့ဘယ်သူပဲထိလဲဆိုတော့ပြည်သူပဲထိ ပြည် တာ သူပဲထိတယ် ဥပမာဆိုပါဆိုကျွန်တော်နေဘက်မှာစက်တူတွေစိုက်တယ်စက်တူတွေကိုရန်ကုန်မန္တလေးကိုမပို့နိုင်ဘူးဂိတ်ကြီးတွေစီးပွားရေးပါထိတယ်အခုကျွန်တော်ထပ်ပြီးတော့တဲ့ပြောမယ်ဘုချုပ်မူကြီးမင်းအောင်လိုက်သူတာဝန်ယူခဲ့တဲ့အခု၄နှစ်တာ၅နှစ်အတွင်းမှာတိုင်းပြည်သာစီးပွားတိုးတက်အောင်လုပ်နိုင်ရင်ပြည်သူတွေကစိတ်ချမ်းသာရင်ဘယ်တော့ကောင်းမလဲအခုကဘုချုပ်မူကြီးမင်းအောင်လည်းမလုပ်နိုင်ဘူးအဲ့ဒီကြီးလည်းမလုပ်နိုင်ဘူးဘသူကခံရလဲပြည်သူတွေပဲခံရတာပဲပြည်သူတွေကဘယ်တော့မှပြည်သူစစ်မဖြစ်ချင် မဖြစ်စေချင်ဘူးမှန်တယ် ကျွန်တော်ပြောဆိုအခုဘုံကိုချင်းတွေတူးနေရပြီ အော်နေမှာ နေမှာ မလိုက် ဟုတ်ကဲ့မလိုက်ပါ မလိုက်ဆိုတော့မလိုက်ကြောက်ဟိုလေးသိချင်သေးတယ်မလိုက်မဲ့မရှိကြတယ်မလိုက်လိုမျိုးတော့ဒါတော့အများကြီးရှိတယ်ဒီစက်လေးတော့ PDF တွေနဲ့လက်အောက်မှာရောက်နေကြတဲ့ခါမှာသူတို့တွေကနီးရတာကြောက်နေကြတဲ့ခါမှာဘာတွေပြည်သူတွေခံစားနေရလဲဒါလည်းသိဖို့လိုတယ်ဥချုပ်သူလူဒန်းစားရောပြည်သူတွေရောလူငယ်တွေရော အဲ့မှာကျွန်တော်အဖွားပြောခဲ့ဘူးတယ်ဗျကျွန်တော်အဖွားပြောတာကသူတို့ကပြည်သူစစ်မှာကြီးခဲ့တာရဲဘော်ကလာရင်ရဲဘော်နဲ့ပေါင်းရရဲဘော်နေလာရဲဘော်ဝါလာရင်ရဲဘော်ဝါနဲ့ပေါင်းရတက်ကလာရင်တက်နဲ့ပေါင်းရအခုပြည်သူတွေမှာဘာဖြစ်နေလဲပြူတွေလာရင်ပြူစောတီသူနဲ့လည်းပေါင်းရတက်လာရင်လည်းအစင်ပြေအောင်ပေါင်းရပြီးလာရင်လည်းပဲပြီးလေပေါင်းရသို့တော့တကရှင်းပြောတာကျွန်တော်ဘယ်လိုမှတော့မအောင်မင်းနဲ့လာကြတဲ့ထဲမှာပြည်တွေကဆက်ဆံရေးအကောင်းဆုံး ဟုတ်လေဒါလည်းလက်တွေ့ နေပြည်ကွင်းစင်လေးလာမှု ဖြစ် ရ နေတဲ့ချင်းတွေပဂတိချင်းတွေပေါ့ ဟုတ်ကဲ့ခင်ဗျအဲ့ဒါလေးတော့လေပြောရမယ် ပြောချင်တာသူတို့ဘက်ကစီရင်အပူကောင်းနေတာသာ အမှန်ပြောရရင်တော့စီရင်ရကောင်းတယ်သူတို့ကဆက်ဆံရေးတက်တယ်ပေါ့လေနောက်ပြီးတော့သွားမလားမရတော့သွားမယ်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့တာဝန်ရမေးကြည့်တာပါဒါမျိုး အဲ့တော့ခုနပြောသလိုပြည်သူတွေကလည်းငင်းညံရေးအားလို့ခြင်းပြီမငင်းညံတဲ့ခါကျတော့ဒုက္ခရောက်တယ်လေအဲ့တော့ခုနပြောတဲ့ပြည်သူထွက်ပေါက်ပဲပြောစစ်တပ်နတ်ဆက်ကထွက်ပေါက်ပဲတမတော်ထွက်ပေါက်ပဲပြောတိုင်းပြည်ထွက်ပေါက်ပဲဘလို့ပဲဖြစ်ရွေးကောက်ပွဲကြီးကတော့ကျွန်တော်အမြင်ပြောရင်တော့ရွေးကောက်ပွဲကြီးအောင်မြင်မှဖြစ်မယ်တင်တယ်ဖြစ်ပြီးရင်ခုတော်တော်များများစစ်တပ်ကိုအုပ်ချုပ်တာမကြိုက်ကြတဲ့လူတွေရှိတယ်လေစစ်တပ်ကအာဏာသိမ်းတာအာဏာထိန်းတာဘလို့ပဲစစ်တပ်အုပ်ချုပ်တာတော့များသောအားဖြင့်တော့ကဘာမှလည်းမကြိုက်ကြပါဘူးအဲ့တော့စစ်တပ်အုပ်ချုပ်တာမကြိုက်ဘူးဆိုရင်ရသားဆိုးကရွေးကောက်ခံဆိုးကပေါ်လာဖို့အတွက်ခုလုပ်ပြီးမဲ့ရွေးကောက်ပွဲကြီးကိုကျွန်တော်တို့ကမကြိုးစိုးသင်ဘူးလားဗျာ မှန်ပါတယ်
ကျွန်တော်အခုကြပြောသလိုခုနပြောသလိုကျွန်တော်မဟာမိုင်းဝါရီပါဆရာကြီးတကယ်ကိုတော့မဲမှုညီညွတ်ရေးငင်းချမ်းရေးဒီမိုကရေစီရေးအဲ့ကြတော့ကျွန်တော်ကအနေနဲ့ကကျွန်တော်ကကျိုးစိုးတယ်လို့ပြောလိုက်ရင်ကျွန်တော်ကအမုန်းပွားကြလိမ့်ဒီကောပွဲကိုဟောဘက်ကအမုန်းပွားကြလိမ့်မယ်အဲ့ကြတော့ကျိုးစိုးတယ်မကျိုးစိုးတယ်ဆိုတာထက်ဘုံမှုချုပ်ကျော်စောပြောခဲ့သလိုတွင်းတဲ့ဘက်နဲ့အနိုင်မတိုက်နိုင်တဲ့အတွက်စပွဲပေါ်မှာဖြည့်ရှင်းတက်ပါတယ်အဲ့ကြတော့ထွက်ပေါက်ကနတ်ဆကရဲ့ထွက်ပေါက်ပဲဖြစ်စေဖြစ်ပြည်သူလူထုရဲ့ထွက်ပေါက်ပဲဖြစ်ရုပ်ောက်ပွဲကိုတော့မနှောက်ရှက်ပဲနဲ့ခဏစောင့်ကြည့်လိုက်ပါခုနခဏစောင့်ကြည့်ပြီးတော့၃ချိန်လုပ်မယ်၃ချိန်လုပ်ပြီးမှသူတို့လူမပြောင်းမဲနဲ့ယူနီဖောင်းပြောင်းမယ်အဲ့ဒီကြတော့မှလက်နက်ကိုင်အင်အားစုတွေကပြန်ပြီးတော့ဖြူပါပြောင်းသင့်ပါတယ်လူမပြောင်းဘူးယူနီဖောင်းပြောင်းတယ်ကောင်းသွားပြီဆိုရင်ထောက်ခံလိုက်စောင့်ကြည့်လိုက်ပါကျိုးစွဲလို့လည်းပြောတာမဟုတ်နော်ဟုတ်ပါပြီဆိုတော့ကောင်းသွားစားပြည်သူတို့အကျိုးရှိမှာပေါ့အကျိုးရှိသွားရင်ရှိမယ်ဆိုရင်ထောက်ခံပြီးထောက်ခံပြကြမှာပေါ့မှန်တယ်ငင်းငင်းမလို့လေခုနပြောတယ်လေငင်းညွေရေးလို့လေငင်းညမ်းရေးလို့လေပြီးတော့ဒီမိုကရေစီရေးအဲ့၃ခုလုံးကရွေးကောက်ခံဆိုးကစောင်းရပေးနိုင်မယ်ဆိုရင်ဒါကတော့โอเคပေါ့သိကောင်းတဲ့အစီအစဉ်ပေါ့ဟိုတစ်ဖက်ကအတိုက်ခံဖွဲ့စည်းလေးလက်နက်ခံဖွဲ့စည်းလေးကျွန်တော်တို့ကလေရတွေမြစ်တဲ့ရက်ခံနေတာခဏလေးဆိုင်နေလုပ်ပြီးကြည့်လိုက်ပါဦးဟုတ်တယ်ကျွန်တော်အဲ့ဒါကိုပြောချင်တယ်ပြည်သူအနိုင်ကျင့်မဲ့အစိုးရတရားပေါ်လာချဒါပဲလေမှန်တယ်အဲ့တော့ခဏတော့တချို့ဟာတွေမှာလေစောင့်ကြည့်သင့်ပါလေဟုတ်ပါတယ်ဟိုဒါအချိန်လေးစောင့်ပါခုရက်80ပဲစောင့်ကြည့်ရမှာပါရက်80ပဲလို့လေပြီးရင်ပေါ်လာမဲ့စိုးရတွေဟိုရွေးကောက်ခုကလည်းဟိုကျွန်တော်တို့သူတို့ဟိုတစ်ဖက်ကဆွဆွဲသလိုလေဟိုဘာခေါ်လဲတမလို့သားတွေကြီးပဲဦးစီးသောပေါ့နော် USDP ပေါ့ပြည်ခိုင်ဖြိုးပါတီတခုလည်းပြိုင်မှာတော့မဟုတ်ပါဘူးဆိုတော့တခြားပါတီပါကျွန်တော်နိုင်ငံရေးကျင်းသားဟောင်းတွေလေဥက္ကိုကြီးတို့ပါတီပါမယ်ပြည်သုံးလုံးဆိုရင် NLD ကနေနှုတ်ထွက်ထားတဲ့ပါတီဖြစ်တယ်ဟော NDF တော့မပါတော့ဘူးပေါ့ဗျာစိတ်မကောင်းစရာသို့တော့တခြားပါတီတိုင်းရင်းသားတွေဆိုတိုင်းရင်းသားပါတီပါတော့မှကြားပြီးတော့နာမည်ကြီးတယ်လေပါကြတယ်လို့ကြားတယ်ပြည်တော်စုတဝမ်းလုံးပေါ့ဆိုတော့တိုင်းရင်းသားတွေလည်းသူ့အတိုက်ပြောက်ပါကြတယ်ဘောင်းဆောင်လေးပါတယ်ပေါ့ဗျာဆိုတော့အဲ့လိုလေးပါတယ်ဆိုတော့ကျွန်တော်အမြင်တော့တိတ်ဆိုးကြီးမဟုတ်ဘူးစွမ်းအစရှိရင်ရှိသလောက်တိုင်းပြည်တွေလုံးနေတဲ့လူတွေပေါ်လာမယ်ဆိုရင်ပြည်သူကလည်းရွေးချယ်မှုမှန်ကန်မယ်ဆိုရင်နောက်ဆုံးညွန်ပေါင်းမဲ့ဖြစ်သွားတပါတီအာဏာရှင်စနစ်တော့မဖြစ်တော့ဘူးပေါ့နော်ဥပမာတစ်ချိန်တော့မဆလာခေတ်ကလေတပါတီအာဏာရှင်စနစ်ဖြစ်ခဲ့တယ်ပါတီစုံစနစ်မှာကြတော့လေ1900ဒီတော့ပေါ့2010မှာဟို NLD မပါတဲ့အတွက်ပြည်ခိုင်ဖြိုးကကြီးပဲလွတ်တော်မှာလွှမ်းမိုးသွားတဲ့အတွက်ဒါတပါတီစနစ်ပဲလို့လဲဆွဆွဲကြတယ်ပေါ့ထားလိုက်ဟုတ်ပြီအဲ့တော့ NLD ထက်ကြတော့လေသူကြီးပဲကျွင်းချက်မရှိတပါတီပဲကြီးစိုးထားပြန်ရောဆိုတော့ဒီမိုကရက်တစ်အာဏာရှင်ဘာညာလို့လည်းပြောကြပြန်ဟောဘယ်လိုပြောကြခုလာမယ့်အချိန်တွေမှာကြတော့ဟိုညံ့တလေးလုပ်ပေးမယ်လို့ဒီအစိုးရကလည်းကြီးညာပေးထားတယ်မစ္စတစ်တွေကလည်းခုနပြောတယ်နော်ဟိုဘာလဲမရှင်းနေပေါ့နော်ဟိုဒီမရှင်းဘာညာပေါ့ဗျာသူကအမှားရင်းမရှိအောင်လုပ်ပေးတာလဘကလည်းအမှားရင်းမရှိအောင်လူတွေမဲစင်မထက်အောင်တိုက်တယ်လို့ဆောင်ရွက်နေတယ်လို့လည်းကြားတဲ့ခါမှာဟိုတင်းပေါ့နော်ကိုကြိုက်တဲ့ပါတီတွေမဲကိုပေးရင်ရမယ်ဆိုရင်ကျွန်တော်ထင်တယ်အနည်းဆုံးတပါတီအာဏာရှင်စနစ်တော်မဖြစ်တော့ဘူးလို့ထင်တယ်ကောင်းအောင်လုပ်နိုင်ကြမယ်လို့လည်းထင်တယ်အဲ့ result လေးကိုကျွန်တော်တို့အမြင်ရတော့တစ်ဖက်တိုက်ခံတွေအားလုံးလည်းမြစ်တဲ့ရက်ခံချင်တာအဲ့ result လေးကိုဆက်ဆောင်ကြည့်ပါဦးညောင်မောင်းဆိုးအလီများပေါ်လာမလားဒုမဟုတ်ထားပါတော့သူတို့ပြောသလိုပဲတမလိုက်ဦးသိန်းစိန်လက်ထက်လိုပဲ USDP ကရသွားရင်တော့မှခဏဆောင်ကြည့်ပါဦးအဲ့ USDP ကတကယ်ပြည်သူလူထုကိုဟိုဗိုလ်ကြစိုးမိုးပြီးပါအာဏာရှင်ပုံစံနဲ့အုပ်ချုပ်မှာလားမအုပ်ချုပ်ဘူးလားကောင်းရကောင်းကြောင်လုပ်မှာလားဒါကတော့ခဏလေးတော့စောင့်ကြည့်သင့်တယ်ဟောဘာမှမဆိုလဲချာပေါ့ဗျာမဟုတ်လားဟောပါကျွန်တော်ရဲ့နိုင်ငံရေးလေးလာသုံးသက်ချက်ပေါ့လေအလားအလာကိုဒါရေးကြည့်တယ်ဟုတ်ပြီအဲ့ဒါလေးကိုလိုချင်လို့ဒီလိုပြိုးလာတာပါဗျာဟုတ်ကဲ့အဲ့ဒီမှာအခုလာမယ့်ရုပ်ကပွဲပြီးရင်ဒေဂျာရာတစ်ခုကတော့ USDP ကအနိုင်ရမှာပဲသို့တော့ကဘာမှာဗကြုံမှုကြီးမဲအောင်လိုက်ဥဆောင်တဲ့နာဆကအနေနဲ့ကဘာမှာမြေတပန်းလှအောင်အရှိတော်အာဆီယံထောက်ခံအောင်တဲ့ခုနပြောလို့ USDP ကနိုင်ရမယ်နှစ်တကယ်ကိုတိုင်းပြည်ကိုတကယ်ကိုချစ်တဲ့ဒီမိုကရက်တစ်အင်အားစုတွေလည်းပါလာလိမ့်မယ်နှစ်တိုင်းရင်းသားတွေလည်းပါလာလိမ့်ခုနတိုင်းပြည်ကိုတကယ်ကယ်ပါကတော့တိုင်းပြည်ကိုတကယ်ချစ်တဲ့ဒီမိုကရက်တစ်အင်အားစုတွေပဲ
အဲ့ဒီမှာနိုင်ငံရေးလေးလာသူတွေကတို့မဟုတ်နိုင်ငံရေးစဝင်စားသူနိုင်ငံရေးကိုအနေချင်းတည်သူတွေကဒီမိုကရက်တစ်အင်အားစုတွေဘယ်သူတွေလဲတိုင်းပြည်ကိုတိုးတက်အောင်လုပ်မှာဘယ်သူတွေလဲအဲ့ဒီမှာကြည့်ပြီးတော့စက်ဝင်စားရင်ပေါ့လေနိုးဖို့မလိုဘဲနဲ့မဲပေးကြပါလို့တော့ပြောချင်ပါတယ် အဲ့ဒီမှာလဲဟိုလေထပ်ဖြည့်ပြီးပြောချင်တာကျွန်တော်တို့ကခုအမုန်းစိတ်တွေနဲ့ဆုံးဖြတ်ကြတာများတာဟုတ်အမုန်းစိတ်တွေခဏဖယ်ပြီးတော့ခုနပြောလို့ပဲတိုင်းပြည်တွေရေချင်းရှိမဲ့လူတွေကိုဒေသကျိုးဆောင်ရွက်နိုင်မဲ့လူတွေရွေးကောက်ပွဲကြတော့ကျွန်တော်ရွေးကောက်ပွဲကိစ္စကြကျွန်တော်ဒီလိုပြောရမှာဟုတ်ကိုဒေသကျိုးပေါ့နော်ဒါတိုင်းဒေသကြီးတွေအစိုးရနဲ့တိုင်းဒေသကြီးအတွက်ပြိုင်မဲ့လူတွေကြတယ်ကိုဒေသကျိုးဆောင်ရွက်နိုင်မဲ့လူတွေရေချင်းရှိမဲ့လူတွေမေးပေးပါအရင်လိုလေရင်လို့ဆိုလည်းပြောရတော့မကောင်းဘူးဒါပေမဲ့မပြောလည်းမရဘူး2015လို့တော့လူပုဂ္ဂိုလ်တစ်ခုရဲ့ကိုကြည့်ပြီးတော့ဟိုအသေးနှလုံးသားနဲ့ခံစားပြီး emotion နဲ့ပြီးတဲ့မဲဖြစ်မဲ့စားအုံနောက်နဲ့ဆုံးဖြတ်ပြီးတော့ကိုယ်နိုင်ငံကိုလူမျိုးအကျိုးရှိရာရှိကြောင်းလူတွေကိုရွေးပေးနိုင်ရင်ကျွန်တော်ဆိုတော့ကြားပြူပဲဖြစ်စေ USDP ပဲဖြစ်စေကိုကြီးရောတငယ်ချင်းဟိုတော့ဒါတော့ပြောကိုကြီးပါတီပဲဖြစ်စေဒေါ်သက်ခိုင်ပါတီပဲဖြစ်စေနောက်တခြားသတိပုဂ္ဂလာပဲဖြစ်စေသတိပုဂ္ဂလာဖြစ်စေရွေးချယ်ပြီးတော့ပေးစင်တယ်မထင်ဘူးလားဗျာ သိမှန်တာပေါ့တချို့ဟာတွေကြတော့ကျတို့နိုင်ငံကသူ့ကောင်းဝါရတိတ်ကြီးစိုးတယ်ပုဂ္ဂိုလ်ရေးဝါရလို့လည်းကျွန်တော်ပြောချင်တယ်တိတ်ကြီးစိုးတယ်အဲ့ဒီမှာနောက်တစ်ခုကဟိုခက်ရှင်းပြောရလို့ရှိရင်စစ်စမ်းညာနေရက်ကြီးများတယ်ဒါကျွန်တော်တို့ခေတ်ဆက်ဆက်ကဒန်နီခံရတာနားလည်တဲ့လူရွာတရွာမှာ2ယောက်ပဲ3ယောက်ပဲရှိသူတို့ကနေပြီးတော့ပြောပြရင်တကယ်အိမ်ဘီကိုကောင်းအောင်လုပ်မဲ့လူတွေသူတို့တွေရောက်လိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ရတာပေါ့လေဆူတောင်းပေါ့ကလေးတွေစကားပြောလို့ဆူတောင်း ဟုတ်ပါလေဗျာကျွန်တော်တို့ကလည်းအဲ့တိုင်းပြည်ကျိုးဆောင်ရွက်နိုင်မဲ့စေနာကောင်းရှိတဲ့နိုင်ငံသမားတွေဘယ်ပါတီရဖြစ်ပြီးတော့ရောက်စီခြင်းပါလေတိုင်းပြည်ကြီးမှာတိုင်းပြည်တော်တော်ချွတ်ချုံချမီးတွေလောင်နေပါတယ်ဟိုနေမလို့ဆင်းလဲဆင်းရဲနေတယ်စစ်မီးတွေလည်းလောင်နေတဲ့အတွက်ပြည်သူဒီချိန်မှာတိုင်းပြည်ကိုကယ်တင်ဖို့ကတော့ဒီရွေးကောက်ပွဲ result ကထွက်လာမဲ့ပေါ်ထွက်လာမဲ့လွတ်တော်နဲ့အစိုးရပုံမှာမူတည်နေပါတယ်ဗျာအဲ့အတွက်ပြည်သူတွေဒီနေရာနေလည်းကျွန်တော်တို့ကပြောချင်တာတော့ပြည်သူတွေဟိုအုံနောက်နဲ့စဉ်းစားပြီးတခြားဆုံးဖြတ်ပြီးမဲပေးပါပုဂ္ဂိုလ်တွေမပါပါနဲ့ကျွန်တော်တို့ပြောတာလေဒီကံပြောပေးပါလို့ပြောတာမဟုတ်ကိုကြီးကိုပေးပါလို့ပြောတာမဟုတ်တော့ကံပေးပါလို့ပြောတာမဟုတ်ပါဘူး မှန်လားပေါ့ဒေသတော့ကိုစီမှာရောက်လာမယ်မဲစင်းကိုယ်စဲလောင်းနေကြည့်ပြီးတော့ဒေသအကျိုးဆောင်ရွက်နိုင်မဲ့လူကိုမဲပေးပါကိုတိုင်းရင်းသားနေသိမှာလဲဟုတ်လားဟိုတိုင်းရင်းသားတွေပဲမဲပေးတာကျွန်တော်လည်းဒါတော့ဖြစ်စေချင်ပါတယ်တိုင်းရင်းသားဒေသမှာတိုင်းရင်းသားတွေကိုလည်းအုပ်ချုပ်ခွင့်ရစေချင်ပါတယ်ဒါလည်းမှန်ပါတယ်အဲ့တော့အဲ့လိုလေးမဲရွေးမမောင်းအောင်မဲရွေးမမောင်းအောင်ဒုတိယပေါ့ဗျာအရင်ဆုံးတော့မဲယုံသွားကြပါဆိုလာဒီနေတိုင်းတိုက်တွန်းကျင်ပါတယ်တိုက်တွန်းကျင်ပါတယ် ကျွန်တော်တို့ဟိုလေးပါပဲကျွန်တော်ပြောတာများသွားပြီ ဟုတ်ပါတယ်ဟုတ်ပါတယ် ရုပ်ကပွဲလေးကိုရုပ်ကပွဲကြီးလို့လည်းပြောလို့ရပါတယ် စောင့်ကြည့်ပြီးပါနော် ခဏစောင့်ကြည့်ပြီးတော့စိတ်ဝင်စားပေးပါလို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါလေဗျ ကောင်းပါလားဗျာ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကိုဘာညိုကြီးရဲ့ဒါဘာညိုကြီးဆိုကျွန်တော်တို့စစ်ကျောင်းသားကောင်းဆောင်ကြီးကျွန်တော်ချက်စနူးခေါ်ကြတာဘာညိုကြီးလို့ခေါ်ကြတယ်ဗျရွှေရှင်ဒါကြီးလည်းဖြစ်ပါတယ်ဟိုနောက်မှသူနဲ့ရွှေရှင်မင်းသားမပေါ့မင်းသမီးတွေနဲ့ဘာလဲလူပဲဇလန်းလေးကြောင်းကျွန်တော်ဆက်ပြီးအင်တာဗျူးတင်ပြပါဦးရှိခဲ့ရင်ပြောတာပါဒါလည်းပြိတ္တတွေရည်စရာလေးပါမြန်မာ Nation Voice နိုင်ငံရေးစကားလက်ဆုံးစီစဉ်လေးခဏနားအောင်မယ်ဗျာကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ Myanmar Nation Boy